Hello အားလုံးမင်္ဂလာပါဒါလေးတွေကတော့သမီးနှစ်ပြည့်လို့အင်ကြီးလေးတွေအကုန်လုံးနှစ်အောက်တွေကိုဖယ်ပြီးတော့ကျန်တဲ့ဟာလေးတွေအကုန်လုံးနှစ်အထက်လေးတွေပေါ့နော်အားလေးတွေပို့ဖို့အတွက်အကုန်လုံးနေရာတခြားလေးသူဟာလေးနဲ့သူ day ဝလေးတွေ play set လေးတွေပေါ့နော်နောက်ပြီးတော့pajama set လေးတွေအားတွေအကုန်လုံးခွဲပြီးတော့ထည့်ထားတာလေးတွေပါဒါလေးတွေကတော့လုံးဝကိုမိုးရသေးတဲ့ဟာတွေအကုန်လုံးကိုအောက်မှာထည့်ထားတာပေါ့လေအဲ့ဟာတွေကကြတော့ပါကင်ဘိတ်တွေကြီးပဲဘာမှတော့မဖွင့်ရသေးဘူးအဲ့ဒါအမဝန်ခွဲကအင်ကြီးတွေချုပ်ပေးမယ်နဲ့သူကဆက်ချုပ်တတ်တော့အဲ့ဒါတွေလုပ်တော့မလိုဘူးလို့ဒီမှာများလို့သမီးမှာလို့အဲ့ဒါတွေဝယ်ထားတာတွေကအရန်ကိုများသွားပါတယ်ဒါသမီးနှစ်ဝလေးတွေဒါပကြားမလေးပေါ့နော်ညာရီဝလေးတွေမဆန်တော့မှ3စီလောက်စီတဒန်းကို3စီလောက်စီခွဲပြီးထည့်ထားတော့ဟိုထဲမှာတိတ်ပြီးတော့အဲ့လိုမျိုးထည့်ထားတယ်နေရာဒီမှာကျင်းတော့နေရာထားကြရမရှိတော့အဲ့လိုပဲဒီလိုဆင်ပြေသလိုလေးအကုန်လုံးခောက်ပြီးတော့ထည့်ထားတာပေါ့နော်ဒီကအပြင်သွားမဲ့ဟာလေးတွေကိုကြတော့ချိတ်ပြီးတော့ဒါတွေကဝမ်းဆက်လေးတွေပေါ့အိမ်ကြီးတက်တာဖြစ်မဲ့ဟာလေးတွေအကုန်လုံးအဲ့လိုမျိုးအကန်လိုက်ကလေးတွေတေးလေးတွေလုပ်ပြီးတော့ခောက်ပြီးတော့ထားပါတယ်ဒါလေးတွေကလေလုံးဝမိုးရသေးတဲ့ဟာလေးတွေပါဒါလေးတွေအဆွဲတွေမှာအကုန်လုံးထည့်ထားအဆင်ပြေတဲ့နေရာလေးတွေမှာအကုန်လုံးထည့်ပြီးတော့ထားရတာပါရှင်အဲကြောင့်မမအဝန်းခွဲရေမလိုတော့ပါဘူးကွယ်